ဒီနေ့တော့ statements ဖော်ပြချက်ကလေးတွေပေါ့နော်ဥစ္စာလိုမျိုးလေးဖော်ပြချက်ကလေးတွေကိုအခရာကိန်းတန်းများအဖြစ်ရေးပြရမှာအဲ့တော့ခိုင်းတာလေးကညွှန်ကြားချက်ကလေးပေါ့ write ရေးပါ an algebraic expression အခရာကိန်းတန်းတစ်ခုရေးပါ algebraic expression အခရာကိန်းတန်းဘယ်သူကိုရေးရမလဲ for each of the following statements အောက်ပါဖော်ပြချက်များဤတစ်ခုစီအတွက်အောက်ပါဖော်ပြချက်များအနက်နော်ဖော်ပြချက်တွေကတစ်ခုစီကိုအခရာကိန်းတန်းလေးတစ်ခုအနေနဲ့ရေးခိုင်းတာအဲ့တော့နံပါတ်1 David waits David ကယောက်ျားလေးပေါ့ waits လေးတယ်သူရဲ့ကိုယ်ခန္ဓာအလေးချိန်ပေါ့နော်အလေးချိန်ကပြောတာလေးတယ်ဘယ်လောက်လေးလဲဆိုတော့ m kilogram လေးတယ် Philips နောက်ထပ်ယောက်ျားလေးတစ်ယောက် Philip နော် Philip ကတော့ is 10 kilogram 10 kilogram heavier than David David ထက်10 kilogram ပိုလေးတယ်ဒါဆိုရင်အဲ့ဒီ statement ဖော်ပြချက်ကလေးကိုအခရာကိန်းတန်းအဖြစ်နော်ရေးရမှာဘယ်သူရဲ့အလေးချိန်ကိုဖော်ပြရမလဲဆိုတော့ 5 Philips mass Philip ရဲ့အလေးချိန်ပေါ့ဒါယူပဝေဒမှာဆိုရင်တော့ weight နဲ့ mass ကတွဲပြီးတော့ဟလာအတူတူ unit မတူဘူးပေါ့ဒီနေရာမှာဒီပုဒ်စာကတော့ဒါစောသေးလို့ပေါ့နော်ငယ်သေးလို့ weight နဲ့ mass ကိုမခွဲသေးဘူးပေါ့အဲ့တော့ဒါကတော့ထားလိုက်တော့နောက်ပိုင်းအထက်တန်းစစ်ရောက်လာရင်တွေ့ရမယ်နော်ယူပဝေဒမှာတွေ့ရမယ်အကြောင်းအရာလေးပေါ့ weight and mass တော့အဲ့တော့ David ကm kilogram လေးတယ် Philips က David ထက်10 kilogram ပိုများတယ်ပိုလေးတယ် heavy ကပိုလေးတယ်နော် fine ရှာပါ Philips mass Philips ရဲ့ mass အလေးချိန်ကိုရှာပါဆိုတော့အခရာကိန်းတန်းလေးအနေနဲ့ရေးပြရမှာအဲ့တော့အများကြီးပေါ့ကိန်းတန်းလေးတစ်ခုပဲနော်အဲ့တော့ Philips ရဲ့ mass ကိုလိုချင်တာဒါကြောင့်Philips E mass အလေးချိန်က David ထက်နော်10 kilogram ပိုမှာအဲ့တော့ David ကဘယ်လောက်လေးလဲဆိုတော့ m kilogram လေးတယ် m လေးတယ် m kilogram လေးခဏထားအဲ့ဒီတဲ့10 kilogram ပိုတယ်ဆိုတော့ပိုတယ် heavier than ဆိုတော့ပိုတယ်ဆိုတော့ David ထက်ပိုတယ်ဆိုတော့ David ထဲကို10လေးပေါင်းလိုက်ပြီးရင် unit ကလေးတက်ရအောင်ခွင်းလေးခတ်လိုက်အဲ့ဒီ mass ရဲ့အလေးချိန်ကဒီမှာဗာနဲ့သုံးတာလဲဆိုတော့ unit နော် mass ရဲ့ unit ကဒီနေရာမှာkilogram ဒါကြောင့် Philips mass is m plus 10 kilogram ဒါဒီသူပြောတဲ့အခရာကိန်းတန်းလေးပဲเนาะအခရာကိန်းတန်းလေးတစ်ခုရအောင်ဒီလိုပဲရေးခိုင်းတာเนาะတခြားအတွက်နည်းတွေမပါသေးဘူးအခရာကိန်းတန်းဖြစ်ရင်ရပြီအဲဒီလိုလေးပါကဲနောက်တစ်ခုနံပါတ်2 Mrs. Mon Mrs. အမျိုးသမီးကြီးပေါ့နော် lady အမျိုးသမီးကြီးတယောက်ကို Mrs. လို့သုံးတာပေါ့နော်ဂုဏ်သေးရှိပေါ့ Mrs. Mon နော်ဒေါ်မွန်ပေါ့သူက baked ထုတ်တယ်ဘာတွေကိုပို့တယ် cookies နော် cookies မုံလေးတွေကိုဖုတ်တယ်အရေးအတွက်ဘယ်လောက်ကိုဖုတ်ခဲ့တယ်လဲဆို P ဒေါ်မွန်ဖုတ်ခဲ့တဲ့ cookies မုံလေးတွေကအရေးအတွက် P ရှိတယ်
စုစုပေါင်းအရေအတွက်က P ရပြီ she gave away သူမကပေးလိုက်တယ်နော်ပေးခဲ့လိုက်တယ်ဘယ်နှခုလဲဆိုတော့12 cookies ဒါကမုံ12ခုကိုပေးပလိုက်တယ်အဲ့တော့ရှိတာက P ပေးပလိုက်တာက12အဲ့တော့ဒါဆိုရင်ရှိတဲ့ပမာဏကြံတဲ့ပမာဏကညော့သွားမယ်ဘယ်လောက်ညော့သွားမလဲပေးသလောက်ညော့သွားမယ်ညော့သွားတယ်ဆိုတာသိချင်ဘာလို့ရမလဲနှုတ်ရမယ်ဒါကြောင့် P ရဲ့က12ကိုနှုတ်မယ်ဒါဆိုရင်မေးခွန်းလေးရပါလေ how many cookies cookie မုံပေါင်းဘယ်လောက် did she have left ကြံတယ်လေနော်သူမှာ the left ဆိုတာကြံကြံရှိတာအဲ့တော့ဘယ်လောက်ကြံတယ်လဲဘယ်လောက်ကြံတယ်လဲသိကြရင်ရှိတဲ့ထုတ်ထားတဲ့ပမာဏတွေကပေးလိုက်တဲ့အရေအတွက်ကိုနှုတ်လိုက်မယ်ဒါကြောင့်သူ့မှာကြံတဲ့ဟာလေးကိုအဖြေတွေပြည့်စုံနေပါတယ်မလို့เนาะအဓိကဘာဖြစ်ရမလဲအခရာကိန်းနှန်းပုံစံဖြစ်သွားဖို့ပဲဒါကြောင့်ဘယ်လောက်ကြံမလဲရှိတာကP ပေးပလိုက်တာက12ဒါကြောင့်သူ့မှာကြံမဲ့မုံက P minus 12 cookies ဒါလေးပဲနော်ဒီလိုလေးအခရာပါတဲ့ကိန်းနှန်းလေးတစ်ခုရရင်အဖြေရပါပြီနော်အဖြေထုတ်မယ်ဆိုရင်တော့ she ဟလာအမှသူ့မှာ have left အဓာတ်တွေရေးနေရမှာပေါ့ဘယ်လောက်လဲ12 P minus 12 cookie ဘာညာနဲ့ရေးနေမယ်တော့ရေးစရာမလိုပါဘူးเนาะဒါရေးမယ်ဆိုရင်လည်းပြောင်းရမှာလေးသိရမှာเนาะဒီမှာ date ဖြစ်နေလို့ဒါက but 1လေးနဲ့ရေးထားတာ have have နဲ့အဲတော့အပြည့်ပြန်ရေးတော့မယ်ဒီစာကြောင်းလေးကိုပြန်ရေးမယ်ဆိုရင်ရှီကနေစရင်ဒီ have က had ပြောင်းပေးရမယ် she had เนาะဘယ်လောက်လဲ p minus 12 cookies left ဒီလိုလေးပေါ့ left ကတော့ဝန်ကြရဲ့နောက်ဆုံးမှာထားလေးရှိတယ်အဲ့တော့ဒီဂျားလေးထဲမှာရှိတဲ့ပမာဏကိုကြံတဲ့ပမာဏကိုရေးထည့်เนาะအဲ့တော့ဒီဂျားလေးပြီးဆက်ရမယ် date နဲ့မေးထားလို့ဒါက have ဖြစ်နေတာ date ကိုဖြုတ်လိုက်ရင် have ကနေ had เนาะဒါလေးပြောင်းသွားရမယ်ပြောင်းပြရမယ်သူကတွက်ပြနေရမှာရှိရှိဥပေးမဟုတ်ဘူးအခရာကိန်းတန်းလေးရရင်ပြီးပြီနံပါတ်3လဲတော့ရှိပါလေ 12x ဥပေါ့เนาะကျက်ဥပေါ့ကျက်ဥစံလုံးရှိတယ် in each cartoon cartoon ဆိုတာကဘူးလိုက်ကလေးပေါ့เนาะအတောင်းလိုက်ကလေးပေါ့ဆက်လိုက်ဘူးပေါ့ဆက်လိုက်ဘူးတကာတွန်းပေးပါဆိုရင်တော့အဲ့ဒီတကာတွန်းထဲမှာဆက်လိုက်ကတဘူးတည်းမဟုတ်ဘူး10ဘူးเนาะတဘောကတို့မဟုတ်တချို့လဲ12ဘူးလည်းဖြစ်မယ်အဲ့တော့10ဘူးပါတဲ့เนาะဆက်လိုက်ဘူးတွေထည့်ထားတဲ့ပုံကလေးကပ်ဖာကလေးเนาะအဲ့ဒါလေးဟာ1ကာတွန်းလို့ခေါ်တာပေါ့เนาะတကာတွန်းမှာဆက်လိုက်ဘူး secret ဘူး10ဘူးရှိမယ်တို့မဟုတ်ရင်12ဘူးရှိမယ်ပေါ့เนาะအရင်တုန်းကဇာရုပ်ငယ်ငယ်တော့ကတော့ဘန်ဆန်တို့ပါလို့ပေါ့တော့မလဲ9တုံးလုံးတို့ပါလို့ဆိုရင်အဲ့လိုလေးတွေကန်တွန်းလိုက်ထည့်ထားတာပြီးတော့မှကန်တွန်းလိုက်ဝယ်ရင်ကန်တွန်းလိုက်ပေါ့လက်ကားပေးတဲ့လူကတော့ကန်တွန်းလိုက်10ကာတွန်းပေးလိုက်မယ်တကာတွန်းဆိုရင်10ဘူးပေါ့နော်အဲ့လိုမျိုးကန်တွန်းလိုက်ရောင်းလိုက်တာပေါ့ဆိုင်လေးလေးတွေကလက်လီပြန်ရောင်းတဲ့ခါကျတော့အလိမ့်လိုက်လည်းရောင်းနေရောင်းမယ်ဘူးလိုက်လည်းရောင်းနေရောင်းမှာပေါ့အဲ့တော့ကန်တွန်းဆိုတာကိုပြောတာဒီကာတွန်းအတန်အတွက်နဲ့ TOON ဆိုပြီးတော့မှကာတွန်းကလည်းရှိသေးတယ်အဲ့ဒါမြန်မာလိုရေးရင်ကာကြီးချာကာနဲ့ရေးကာတွန်းလို့ပဲပြောတာလေအဲ့ဒါကျတော့အယုတ်ကလေးတွေနဲ့ဇလန်းလေးတွေရှင်ပြီးတော့မှအဲ့ဒါရေးတာမျိုးလေးတွေပေါ့ဒါကာတွန်းရုပ်ရှင်ကာတွန်းကအဲ့ဒါမျိုးစလုံးပေါင်းကအိုတစ်လုံးပါတယ်သူကအိုနှလုံးဖြစ်မယ်အဲ့ဒါဆိုရင်ရုပ်ပုံလေးတွေနဲ့ပြတယ်
ဇက်လန်းလေးတွေနော်ရုပ်ရှင်လေးတွေပါလဲရှိမှာပေါ့အဲ့လိုကာတွန်းကဒါကြတော့တကာတွန်းနှစ်ကာတွန်းဆိုတာကခုနပြောတဲ့အတောင့်လိုက်ပေါ့နော်10ဘူး12ဘူးထည့်ထားတာမျိုးကိုပြောတာကဲဒါပါပြီအဲ့တော့ there are 12x ကျဦး12လုံးရှိတယ်ပါတယ် in each cartoon နော်တကာတွန်းမှာကျဦး12လုံးရှိတယ် how many eggs are there ဒါဆိုရင်ကျဦးဘယ်နှလုံးရှိမလဲတဲ့နော် A B cartoons ကာတွန်းပေါင်း B ဆိုရင်ဘယ်နှလုံးရှိမလဲတကာတွန်းမှာ12လုံးနှစ်ကာတွန်းဆိုရင်2နဲ့မြောက်24လုံး3ကာတွန်းဆိုရင်3နဲ့မြောက်4ကာတွန်းဆိုရင်4နဲ့မြောက် B ကာတွန်းဆိုတော့ B နဲ့မြောက်ဒါကြောင့်စာကြီးတွေအခြေကြီးရေးမနေတော့နဲ့အခရာကိန်းတန်းလေးပဲလုပ်ပြီးရှိတာကတက္ကသိုလ်မှာ12လုံးပါတယ်နော်12လုံးပါတော့ B ကာတွန်းအတွက်လိုချင်တယ်ဆိုတော့ဘာလုပ်မလဲ B နဲ့မြောက်လိုက်တယ်အဲ့တော့အမြောက်လက္ခဏာလေးကိုဖယ်လိုက် 12B ဟောဒါလေးကအဖြစ်ပါပဲဒီဘက်ကဟာတော့မလိုပါဘူးเนาะသူကပြီးသားမြောက်ပြီးပေါင်းပြီးသားအဖြစ်လေးကိုပဲလိုချင်တာဒါကြောင့် 12B เนาะဒါကတော့ B ကတော့မှရှိတဲ့ဘာတွေလဲကြက်ဥပေါင်းဒါကြောင့် 12B x ပေါ့ဒီမှာ 12x ဆိုရေးတယ်လို့ပဲဒီမှာလည်းမြောက်ပြီးသားเนาะတကယ်အကိန်းတန်းလေးရဲ့နောက်မှာ unit လေးထည့်ပြီးလိုက်ဝင်းခတ်ဖို့မလိုဘူးဘာဖြစ်လဲဆိုတော့သူကမြောက်ထားပြီးသားဟိုပေါင်းတာနှုတ်တာဆိုရင်တော့ခွင်းလေးထဲမှာထည့်မှအဆင်ပြေမယ် Now number 3 Yaya has and marbles ဂေါ်လီလုံးလေးတွေလို့ပြောအဆင်ပြေပါပြီเนาะဂေါ်လီဟလာဂေါ်လီရိုက်တယ်ဂေါ်လီပြစ်တယ်ဂေါ်လီလှိမ့်တယ်เนาะYayaဆိုတာကတော့ကောင်လေးတယောက်ရဲ့နာမည်ပါပဲเนาะYaya မှာဂေါ်လီလုံးပေါင်း n အလုံးရရှိတယ် Yaya has and marbles ဂေါ်လီRyan has Ryan ဆိုတဲ့ကောင်လေးမှာကြတော့เนาะas many marbles as ဆိုတာYaya ရှိတာရဲ့4ပုံ3ပုံရှိတယ်တဲ့เนาะသူကYaya နဲ့ရှင်းလိုက်တော့ဘယ်လောက်ပဲရှိလဲဆိုတော့Yaya ရှိတဲ့ဂေါ်လီရဲ့4ပုံ3ပုံရှိတယ်เนาะအဲ့တော့Yaya မှာရှိတာက n each 4ပုံ3ပုံဆိုတော့ခက်လွယ်လွယ်ပြောရင် e ဆိုတာအမြောက်ပဲဒါကြောင့်Yayaမှာရှိတာက n Ryan မှာရှိတာကြတော့ LNE 4ပုံ3ပုံဆိုတော့ဒီလိုလေးရေးလိုက်မယ်เนาะမိတာက how many marbles ခေါ်လီဘယ်နှလုံးရှိလဲ does Ryan have Ryan get တို့ပါလို့မဲ့တယ်လို့ပေါ့ Ryan နောက်သူရဲ့နာမည်အတူပါကလေးနေမှာပေါ့ how many marbles does Ryan have Ryan မှာ marble ဘယ်နှခုရှိသလဲအပြည့်စုံထည့်ချင်ရင်တရားနေပြန်ရေး Ryan တယောက်တည်းဖြစ်တယ်เนาะအမေကွန်းစကားလုံး does လေးကိုပယ်လိုက်เนาะ Ryan have မရတော့ဘူးသူကတယောက်တည်းတစ်ခုသိမ်းဖြစ်လို့ has ကြောင်းတော့မယ် Ryan has ဘယ်လောက်လဲဒါလေးပေါ့เนาะဒါလေး marble ဒီလိုလေးရေးလိုက်ရင်ပေါ့အဲ့တော့အဖြေကအခရာကိန်းတန်းပုံစံလေးပဲပြောဆိုတော့ n ကိုเนาะမလုပ်ပါနဲ့3 4 နဲ့မြောက်လိုက်တော့အခရာဆိုတာကကဏ္ဍရဲ့နောက်မှာထားလေးရှိတော့သူ့ကိုเนาะအမြောက်ကလေးဖြုတ်ပြီးတော့ရေးရင်လည်းဆိုရင်အခရာကနောက်မှာထားကိန်းကဏ္ဍကရှေ့မှာထားဒါကြောင့်3 4 and နောက်ကပါလေလေ
marbles ဒီမှာ marble လေးထည့်လာတယ်ဒါလေးမလိုဘူးအဖြေလေးကိုပဲအခရာရှင်းပြီးသားပေါ်ပြတဲ့ဟာလေးပဲပေါ့နော် marbles ဒီမှာထည့်ပြီးအဖြေကိုအတိအကျထုတ်ချင်တာဆိုရင်တော့ခုနပြောတဲ့အတိုင်းပဲ Ryan has 34s and marbles ဒီလိုလေးလာမှာပေါ့နော်သို့တော်သူကအဖြေထုတ်ခိုင်းနေတာမဟုတ်ဘူးအခရာကိန်းတန်းလေးပေါ်ပြနေတာပဲအဲ့ဒါအခရာကိန်းတန်းကလေးပဲပေါ်ပြရင်ရပြီ 34s and နော်နောက်တစ်ခုက number 5 a shopkeeper ဈေးဆိုင်နော်ဈေးဆိုင်စောင့်နေအဆောင်မှာဈေးရောက်တဲ့လူပေါ့နော်ဈေးဆိုင်မှာစောင့်ပြီးတော့မှဈေးရောက်တဲ့လူနော်ဈေးတယ်ပေါ့ a shopkeeper ဈေးတယ်တယောက်က bought ဝယ်ခဲ့တယ်20 pencils ခဲတံအချောင်း20ဝယ်လာတယ်နော် shopkeeper ဆိုင်ပန်ရှင်တယောက်ကဈေးတယ်တယောက်ကခဲတံအချောင်း20ဝယ်လာတယ်ပြီးတော့ he packed them အဲ့ဒီခဲတံတွေကိုသူတို့ကိုဆိုခဲတံတွေကို pack ထုတ်ပိုးတယ်အထုပ်ကလေးတွေထုတ်တယ်နော်ဘယ်လိုထုတ်လဲ equally အညီအမျှထုတ်တယ်ဘယ်ထဲမှာထည့်လဲထုတ်လိုက်တော့နော်အထုပ်ပေါင်းဘယ်လောက်ရလဲ x packets အထုပ်ပေါင်း x ရအောင်ထုတ်တယ်တဲ့ဒါကအထုပ်နော်ဒါကထုတ်ပြီးထုတ်ပိုးပြီးဒါကအထုပ်အပိုးလေးနော်အထုပ်ကလေးလာပက်နဲ့ထုတ်မယ်စက်ကူနဲ့ထုတ်မယ်ပလတ်စတစ်နဲ့ထုတ်မယ်ကျွတ်အိတ်နဲ့ထုတ်မယ်ထုတ်ပိုးစက်ကူနဲ့ထုတ်မယ်စသည်ဖြင့်ပေါ့နော်အဲ့လိုလုပ်ထားတဲ့အထုပ်အပိုးလေးဒါကထုတ်ပြီးပိုးပြီးဒါကထုတ်ပိုးအထုပ်အပိုးအဲ့တော့အထုပ်ပိုးရေပြဘယ်လောက်ရအောင်ထုတ်လဲ x ရအောင်ထုတ်တယ် into ဇာကဖြတ်သွားတာမဟုတ်တော့ဘူးအဖြစ်နော်အထုပ်အပိုး x အဖြစ်နော်ထုတ်ပိုးလိုက်တယ်တဲ့တထုပ်နဲ့တထုပ်လည်းပဲ equally ပါဝင်တဲ့ခဲတံအရေအတွက်ကအညီအမျှပဲအဲ့တော့တစ်ခုခုရှိတာကိုနော်ခွဲဝေပြီးတော့မှအညီအမျှပိုင်းလိုက်တယ်ထုတ်ပိုးလိုက်တယ်ဆိုရင်အဲ့ဒါက dividing ပဲနော် division ပေါ့နော် division နဲ့ဟလာ dividing အဲ့လိုပြောလို့လည်းရပါတယ်နော် divide လုပ်တာပဲခွဲဝေတာစားတာဒါဆိုရင်ဒါဒီအစားပုံစံဖြစ်တယ်စားတာနော်စုစုပေါင်းဝယ်လာတဲ့ဟာကိုအထုပ်အရေအတွက်နဲ့စားလိုက်ရင်တစ်ထုပ်မှာရှိတဲ့အရေအတွက်ရမယ်နော်ဒီလိုလေးအထုပ်ပေါင်းရကျင်နေဆိုရင်လည်းပဲတစ်ထုပ်မှာရှိတဲ့အရေအတွက်နဲ့စုစုပေါင်းရှိတာကိုစားလိုက်ရင်လည်းအထုပ်ပေါင်းရတယ်နော်အတူတူပဲစားရမှာကြီးပဲနော်အဖြေကတော့တူချင်မှတူမှာပေါ့နော်အဲ့တော့ပစ္စည်းအရေအတွက်ကိုအထုပ်ထုတ်လိုက်တယ်ဘယ်နှချောင်းစီပါလဲသိကြရင်အထုပ်ရေအတွက်နဲ့စားလိုက်အဲ့ဒီပစ္စည်းရေအတွက်ကိုပဲအထုပ်ထုတ်လိုက်တယ်အချောင်းရေအတွက်တစ်ထုပ်မှာပါတဲ့ချောင်းရေသိရင်အဲ့ဒီတစ်ထုပ်ရဲ့အချောင်းရေအတွက်နဲ့စုစုပေါင်းကိုစားလိုက်ရင်လည်းအထုပ်ပေါင်းရမယ်နော်အဲ့တော့ထုတ်ပိုးလိုက်တယ်ပိုင်းခြားလိုက်တယ်ခွဲဝေလိုက်တယ်ဆိုတာစားခြင်းပဲသင်္ချာနည်းနဲ့ပြောရင်စားခြင်းပဲเนาะအညီအမျှ equally တော့ဖြစ်ရမယ်အဲ့လိုစားတယ်ဆိုတာအညီအမျှမထုတ်တာမျိုးကိုတော့သွားစားလို့မရဘူးပေါ့เนาะအညီအမျှထုတ်ပိုးတာအညီအမျှထည့်တာဆိုရင်ဒါအစားပဲဒါကြောင့်စုစုပေါင်းခဲတံရေအတွက်ကိုအထုပ်ပေါင်း x နဲ့စားလိုက်ရင် how many pencils are there in each packet တထုပ်မှာနော်တထုပ်မှာခဲတံဘယ်လောက် how many ဘယ်လောက်ရှိတယ်လဲအဲ့တော့ရှိတဲ့ခဲတံရေအတွက်ကိုသိချင်ရင်စုစုပေါင်းကိုအထုပ်ပေါင်းနဲ့စားရမယ်ဒါကြောင့်စုစုပေါင်းခဲတံက20အထုပ်ပေါင်းက x ဒါကကျင်းလို့လည်းမရစားလို့လည်းမရဒီတိုင်းဒါနောက်က unit ပဲထည့်ပေးလိုက်ပါလေးတွေလေ pencil လေးတွေဒါဟာသူလိုချင်တဲ့
အခရာကိန်းတမ်းပါပဲเนาะဒီလိုလေးလောက်ရမှာကဲနံပါတ်6 Bobby ဘာ Bobby ဆိုတာလဲကောင်လေးတယောက်ရဲ့နာမည်ပါပဲ Bobby က is 12 years old အခုเนาะဘာဖြစ်လို့အခုလို့ပြောလဲဆိုတာ is ဘာဝါလေးနဲ့သုံးထားလို့ဒါအခုလက်ရှိပြစ္ဆုတ်ပံလို့ပြောတာ Bobby ကအခု12နှစ်အသက်12နှစ်ရှိပြီ find his age သူဤအသက်ကိုရှာပါဘယ်တော့လဲ in d years time เนาะ in 5 years time ဆိုရင်9နှစ်အတွင်းမှာเนาะ9နှစ်အတွင်းမှာဘယ်လောက်ဖြစ်သွားမလဲ9နှစ်မှာ9နှစ်ကြာတဲ့အခါ9ပေါင်းလိုက်7နှစ်ပေါင်း9 7ခွန်ပေါ့အဲ့ဒါ4နှစ်ကြာမှာ in 4 years time ဆိုရင်4ပေါင်းလိုက်เนาะ in 10 years time ဆိုရင်10ပေါင်းလိုက်အခု d years time ဆိုတော့ d ပေါင်းလိုက်เนาะ d year အကြာမှာ9ဆိုရင်9နှစ်အကြာမှာ10ဆိုရင်10နှစ်အကြာမှာเนาะ d ဆိုရင်10နှစ်အကြာမှာအဲ့တော့ Bobby ကအခု12နှစ်ဖြစ်တယ် now d နှစ်အကြာပြီးတဲ့အခါမှာသူ့အသက်ကဘယ်လောက်ဖြစ်မလဲအဲ့တော့လက်ရှိအသက်ကိုလာမဲ့ကြာမဲ့နှစ် d ပေါင်းပေးလိုက်ဒါကြောင့်12 plus d ခွဲလေးခတ်လိုက်เนาะအသက်ရဲ့ unit က yes အဲ့ဒီလိုလေးအပြည့်ရေးအပြည့်စုံထုတ်ချင်တာဆိုရင်တော့ Bobby is လည်းမရတော့ဘူး was လည်းမဟုတ်ဘူး is ကအခု was ကဟိုပြီးခဲ့တဲ့အတိတ်ကအခုကလာမဲ့နှစ်ကိုပြောတာဆိုတော့ will be ဒီလိုလာရမှာ Bobby will be เนาะဖြစ်လာလိမ့်မယ်ဘယ်လောက်လဲ12 past years old ဒီလိုပေါ့เนาะ years လည်းရရင်ရထားလို့ရပါတယ်အဲ့တော့အဲ့လောက်ထိမသိသေးဘူးဆိုရင်ဒီတိုင်းပဲဖြေသွားလိုက်ဒါပဲသူကတောင်းဆိုတာပါအခရာကိန်းတန်းလေးပါရင်ရပြီပေါင်းရမှာလားနှုတ်ရမှာလားမြောက်ရမှာလားစားရမှာလားတော့ဒီသဘောလေးကိုပဲဒါလေးကလေ့ကျင့်တဲ့သဘောပါเนาะပု္ပ္ပာအပြည့်စုံရေးပြီးတော့မှအဖြေထုတ်နေရမယ့်ဟာမျိုးမဟုတ်သေးဘူးเนาะထုတ်မယ်ဆိုရင်ဒါကအနေသတိထားတော့မှเนาะသိအောင်လို့ပြောလိုက်တာပေါ့ is သုံးထားတဲ့အခုလက်ရှိကအခြေအနေပြောတာလာမဲ့ဒီနှစ်ကြာမှာเนาะဒီ9အဲ့လား9ဆိုရင်9နှစ်ကြာမှာ10နှစ်ကြာမှာဆိုတာအခုမဟုတ်ဘူးလာမဲ့ကာလကို is နဲ့မရေးဘူးနော် was နဲ့လည်းမရေးရဘူးဘာနဲ့ရေးရမှာလဲဒီလိုလေးနော်ဒီလိုလေးရေးရမှာဒါ future အဲ့လားအဲ့ဒီဘောလေးတွေပေါ့ကဲအဲ့တော့အလိုလေးသိရင်ရပါပြီအဲ့တော့ in 5 years time ဒါပဲလာမယ့်9နှစ်ဟောနောက်9နှစ်ကြာမှအဲ့တော့ in 10 years time ဆိုရင်လည်းပဲဒါလာမယ့်ကာလ10နှစ်ကြာမှเนาะဒီလိုပြောတာအဲ့တော့ d years time ဆိုရင်လည်းပဲအချိန်က d နှစ်ကြာမှဒီလိုပြောချင်တာအဲ့တော့အခုချက်ချင်းမဟုတ်ဘူးအနာဂတ်เนาะဒါကြောင့်မို့လို့အနာဂတ်ကိုပြတဲ့ verb ကိုသုံးရမယ်ခဲနောက်တစ်ခု a rocket ဒုံးပြန်ပေါ့ travels သွားတယ်နော်အာကာသထဲမှာဒုံးပြန်ကြီးသွားနေတယ်ဘယ်လောက်ဝေးသွားလဲ p ကီလိုမီတာပေါင်း p ရောက်အောင်သွားခဲ့တယ်ဘယ်အချိန်မှာလဲ in 5 hours နော်9နာရီမှာ5 p ကီလိုမီတာသွားတယ်9နာရီမှာ p ကီလိုမီတာရောက်အောင်သွားတယ်ဒါဖြစ်ရင် how far does it travel အဲ့ဒီဒုံးမြန် it နော် bracket ကိုပြောတာ it ကဒီဒုံးမြန်ဟာတဲ့ဘယ်လောက်ဝေးကိုသွားမလဲတဲ့ in 1 hour တနာရီမှာဘယ်လောက်ဝေးအောင်သွားမလဲတဲ့9နာရီမှာ p ကီလိုမီတာသွားတယ်4နာရီမှာဆိုရင်သူဒီလောက်တော့မသွားတော့ဘူးเนาะနေသွားတော့မယ်ဒီလိုလေးเนาะနေသွားတော့မယ်3နာရီမှာဆိုလည်းပဲနေသွားမယ်2နာရီမှာဆိုလည်းသူသွားတဲ့ခရီးကနေသွားမယ်1နာရီမှာဆိုလည်းသူသွားတဲ့ခရီးကနေသွားတော့မယ်အဲ့တော့ပစ္စည်းဝယ်တဲ့အခါတစ်ခုချင်းသိရင်အများလူချင်းရင်မြောက်လိုက်ရတယ်အများချင်းသိပြီးတစ်ခုအတွက်လူချင်းရင်
စားလိုက်ရတယ်အခုလည်းပဲနာယီများတဲ့နာယီအတွက်သိပြီးတော့တဏှာယီအတွက်လိုချင်တာဆိုရင်ဒါစားရတယ်ဒါကြောင့်စုစုပေါင်းအကွာအဝေးကိုစုစုပေါင်းကြာချိန်နဲ့စားလိုက်ရင်တဏှာယီမှာသွားမယ်ခရီးကိုရမယ်ဒါကြောင့်အဖြေကိုလိုချင်ရင်တော့နော်အခရာကိန်းနဲ့အနေနဲ့ပြပြရမှာဆိုတော့ e ကို5နဲ့စားလိုက်ရင်ဒါတဏှာယီမှာရောက်မယ်ခရီးအကွာအဝေးပဲခရီးအကွာအဝေးကကီလိုမီတာဒါကြောင့်သူ့ရဲ့အဖြေက p divided by 5 kilometer เนาะဒါလေးပါပဲအခရာကိန်းလေးအနေနဲ့ရေးတတ်အောင်ဘာသာပြန်တတ်အောင်ပေါ့เนาะဒါလေးကိုလေ့ကျင့်ရမှာပါကဲဒီနေ့ဒီလောက်ပါပဲ